အတံပဒါနာဝက်အတံပဒါနာဆက်ကျေးဇူးကိုမတိတတ်သောတတိအကြောင်းပြစ္ဆုတ်ပံဝတ္ထုနတ်နှင့်တကွလောကကိုဆုံးမတော်မူတတ်သောတပ်ပညုမြတ်စွာဘုရားသည်အတံပဒါနေနိတရိတရတအစရှိသောဂါထာပုဒ်ဖြင့်တစားဆင်အပ်သောဤအတံပဒါနာဆက်ကိုဝေလူဝင်ကျောင်းတော်၌သတင်းသုံးနေတော်မူစဉ်ဒေဝရက်ကိုအကြောင်းပြု၍ဟောတော်မူ၏ထိုစကားကိုချဲ့အောင်အံ့ထိုအခါယဟန်တို့သည်တရားသဖြင့်၌ငါရှင်တို့ဒေဝရက်သည်ကျေးဇူးကိုမသိတတ်မြတ်စွာဘုရား၏ကျေးဇူးတော်ကိုမသိဟုစကားကိုဖြစ်စေကုန်၏မြတ်စွာဘုရားသည်လာတော်မူလက်၍ယဟန်တို့ယခုငါလာတော်မူသောအခါ၌အဘယ်မည်သောစကားဖြင့်စည်းဝေးကြကုန်သနည်းဟုမေးတော်မူလက်၍ဤမည်သောစကားဖြင့်စည်းဝေးပါကုန်၏ဟုနားတော်လျှောက်သည်ရှိသောယဟန်တို့ယခုအခါ၌သာလျှင်ဒေဝရက်သည်ကျေးဇူးကိုမသိတတ်သည်မဟုတ်သေးရှေ့၌လည်းကျေးဇူးကိုမတိတတ်သည်သာလျှင်ဒီဟုမိန့်တော်မူ၍ထိုယဟန်တို့သည်တောင်းပန်အပ်သည်ဖြစ်၍အတိတ်ကိုဆောင်တော်မူ၏အတိတ်ဝတ္ထုလွန်လေပြီးသောအခါမဂရတိုင်းရာဇိုပြည်၌တယောက်သောမဂရစ်မင်းသည်မင်းပြုသည်ရှိသောဘုရားအလောင်းသည်ထိုမင်း၏လင်ဂရေ80ကျော်ဝသောတထေးဖြစ်၏အမည်အားဖြင့်သင်္ခဟုသောအမည်ရှိ၏ဘာနတိ၌ဂရေ80ကျော်ဝသည်သာလျှင်ဖြစ်သောပိလိယဟုမည်သောတထေးသည်ဖြစ်၏ထိုနှစ်ယောက်ကုန်သောတထေးတို့သည်အချင်းချင်းအဆွေခင်မွန်းဖြစ်ကြကုန်၏ထိုတထေးတို့တွင်ဘာနတိပြည်၌ပိလိယတထေးအားတစုံတစ်ခုသောအကြောင်းကြောင့်ကြီးစွာသောဘေးသည်ဖြစ်၏အလုံးစုံသောဥစ္စာသည်ရုပ်၏ထိုပိလိယတထေးသည်ဆင်းရဲသည်ကိုးကွယ်ရာမရှိသည်ဖြစ်၍မယားကိုခေါ်၍သင်္ခတထေးကိုအကြောင်းပြု၍ဘာနတိပြည်မှခြေဖြင့်သာလျှင်ထွက်ခွဲ၍ရာဇဂိုပြည်သို့ထိုသင်္ခတထေးအိမ်သို့သွား၏ထိုသင်္ခတထေးသည်ထိုပိလိယတထေးကိုမြင်၍ငါ၏အဆွေခင်မွန်းသည်လာ၏ဟုနှစ်သက်၍ပူဇော်ခြင်းမြတ်နိုးခြင်းကိုပြု၍2 ရက် 3 ရက်ကိုလွန်စေ၍တနေ့တ၌အဆွေအဘယ်ကိစ္စကြောင့်ဤရက်တို့လာသည်နည်းဟုမေး၏အဆွေငါအားဘေးဖြစ်၏အလုံးစုံသောဥစ္စာသည်ကုန်၏ငါအားထောက်ပံ့ပါလောဟုဆို၏အဆွေကောင်းပြီမကြောက်နှင့်ဟုဆို၍ဗန္နာဥစ္စာကိုအလယ်၌ခွဲ၍ထက်ဝက်လျင်ပေး၏ထိုပိလိယတထေးသည်ထိုစည်းစိမ်ကိုယူ၍ဘာနတိသို့သွား၍နေခြင်းကိုပြု၏နောက်အဖို့၌သင်္ခတထေးအားလည်းထိုသို့သဘောရှိသည်သာလျှင်ဖြစ်သောဘေးသည်ဖြစ်၏ထိုသင်္ခတထေးသည်မိမိ၏ကိုးကွယ်ရာကိုစုံစမ်းသည်ရှိသောငါသည်အဆွေခင်မွန်းအားကျေးဇူးပြုအပ်၏ထက်ဝက်သောစည်းစိမ်ကိုပေးအပ်၏ထိုတထေးသည်ငါကိုမြင်၍မစွန့်လက်တတ်ထိုတထေးအထံသို့သွားအံ့ဟုကြံပြီးသောမယားကိုခေါ်၍ချီဖြင့်သာလျှင်ဘာနတိပြည်သို့သွား၏မယားကိုရှင်မတင့်အားငါနှင့်တကွခရီးအလယ်၌သွားခြင်းမည်သည်မတင်ငါသည်စေအပ်သောရင်ကိုစီး၍များစွာသောအချံအယံဖြင့်နောက်မှလာလက်တတ်အကျဉ်များလောက်ရင်ကိုမစေသေးထိုများလောက်ဤဇရပ်၌နေလောဟုဆို၍မယားကိုဇရပ်၌ထားခဲ့၍မိမိသည်မြို့သို့ဝင်၍တထေးအိမ်သို့သွား၍ရာဇဂိုပြည်မှတင်တို့၏အဆွေခင်မွန်းဖြစ်သောသင်္ခတထေးသည်လာ၏ဟုကြားစေ၏ထိုပိလိယတထေးသည်လာစေတည်းဟုခေါ်၍ထိုသင်္ခမည်သောတထေးကိုမြင်၍နေရာမှမထပြုငါလောကဝတ်ကိုမပြုသက်အဘယ်အကျိုးငါလာသည်နည်းဟုမေး၏တင်တို့ကိုဖူးမြင်အံ့သောငါလာ၏ဟုဆို၏နေရာကိုတင်သည်အဘယ်မှယူအပ်သည်နည်းဟုမေး၏တထေးရှေးဥစွာနေရာအရပ်သည်မရှိသေးတထေးမကိုလည်းဇရပ်၌ထားခဲ့၍လျှင်လာ၏ဟုဆို၏ဤအိမ်၌တင်တို့အားနေရာအရပ်သည်မရှိရိက္ခာကိုယူ၍တခုသောအရပ်၌ချက်၍စားကုန်၍သွားကြကုန်လောတဖန်ငါတို့၏အိမ်သို့မဝင်လာကြကုန်လျှင်ဟုဆို၍ငါအဆွေခင်မွန်း၏ပစိုးစွန်းကိုဖွဲ့၍တတုပ်ပမျှသောဖွဲကိုပေးလောဟုကျွန်ကိုစေ၏ထိုနေ့၌ပိလိယတထေးသည်နီသောတလေးတို့ကိုခါ၍လှေ၍လှဲ1000တိုက်မြကြီးကိုပြည့်စေ၏ဂရေ40သောဥစ္စာကိုယူ၍လာသောကျေးဇူးကိုမသိသောတခိုးကြီးသည်ထိုတတုံပါမျှသောဖွဲကိုအဆွေခင်မွန်းအားပေးစေ၏ကျွန်သည်တောင်း၌
တတုံပါမြသောဖွဲကိုထဲ၍ဖျားအလောင်း၏အထံသို့သွား၏ဖျားအလောင်းသည်ဤသူရုပ်သည်ငါအထံမှဂလီ40သောဥစ္စာကိုရ၍ယခုအခါ၌တတုံပါမြသောဖွဲကိုပေးစေ၏ယူရအံ့လောမယူရအံ့လောဟုကြံ၏ထိုသင်္ကတထေးအားဤသို့သောအကြံသည်ဖြစ်၏ဤတထေးသည်ရှေးဥစွာကျေးဇူးကိုမသိအဆွေခင်မွန်းအားပြစ်မှားသည်ကိုပြုခြင်းအဆွေခင်မွန်းဖျက်ဆီးခြင်းပြုဘူးသောကျေးဇူးကိုဖျက်ခြင်းအပြင်ငါနှင့်တကွချစ်ခြင်းကိုဖျက်၏ငါသည်ထိုပိလိယတထေးသည်ပေးအပ်သောတတုံပါမြသောဖွဲကိုရုပ်သည်အဖြစ်ကြောင့်အကယ်၍မယူအပ်ငါသည်ချစ်သည်အဖြစ်ကိုဖျက်အပ်အလွန်မိုက်ကုန်သောသူတို့သည်အနှဲငယ်ကိုရကုန်၍မယူကုန်ဘဲအဆွေခင်မွန်းကိုဖျက်ဆီးကုန်၏ငါသည်ကထိုပိလိယတထေးသည်ပေးအပ်သောတတုံပါမြသောဖွဲကိုယူ၍ငါ၏အစွမ်းအားဖြင့်ချစ်သည်အဖြစ်ကိုတည်စေအပ်ဤသို့သောကြံသည်ဖြစ်၏ထိုသင်္ကတထေးသည်တတုံပါမြသောဖွဲကိုပစိုးစွန်း၌ဖွဲ့၍ပြတတ်မှတက်ခဲ့၍ဇရက်သို့လာ၏ထိုအခါထိုသင်္ကတထေးကိုမယားသည်အရှင်သည်အဘယ်ကိုရခဲ့သနည်းဟုမေး၏ရှင်မငါတို့၏အဆွေခင်မွန်းဖြစ်သောပိလိယတထေးသည်တတုံပါမြသောဖွဲကိုပေး၍ငါတို့ကိုယနေ့လင်လွတ်လိုက်၏ဟုဆို၏ထိုတထေးမသည်အရှင်အဘယ်အကျိုးငါယူခဲ့သနည်းဤဖွဲသည်ဂရီ40သောဥစ္စာအားလျောက်ပတ်သလောဟုဆို၍ငိုအံ့သောငါအားထုတ်၏ဖျားလောင်းသည်ရှင်မမငိုလင့်ငါသည်ထိုတထေးနှင့်တကွအချစ်ပြည့်အံ့သောအဖြစ်မှကြောက်လေသည်ဖြစ်သောကြောင့်ငါ၏အစွမ်းအားဖြင့်ချစ်သည်အဖြစ်ကိုတည်စေအပ်သောငါယူ၏သင်သည်အဘယ်ကြောင့်စိုးရင်သနည်းဟုဆိုလို၍အတံပါဒါနေနိတရိတရတဘာလတ္တမိတ္တာနိကလိဘဝန္တိတတ္တမဟာရာမိဘူတံအထုမာနံမမေမိတ္တိဇိရထတတ္တဒါယံဟုသောဤဂါထာကိုဆို၏အတံပဒါနေနမယူခြင်းကြောင့်ဣတရိတရတအမှတ်မဲ့ယုတ်မာသောဘာလတ္တသူမိုက်အားမိတ္တာနိအဆွေခင်မွန်းတို့သည်ကလိပျက်စီးကုန်သည်ဘဝန္တိဖြစ်ကုန်၏တတ္တမထို့ကြောင့်မေငါအားမိတ္တိချစ်ခြင်းသည်မာဇိရိဋ္ဌမပြတ်စေတည်းအယံဤချစ်ခြင်းသည်တတ္တတော်မြဲစေတည်းဟုအထမာနံတတုံပါမြသောဘူတံဖွဲကိုဟရာမိယူခဲ့၏ဤသို့ဆိုသောလဲတထေးမယားသည်ငိုသည်တာလင်သည်ထိုကဏ၌သင်္ခတထေးသည်ပိလိယတထေးအားပေးအပ်သောအမှုလုပ်ကျွန်သည်ဇယတကားဖြင့်လာသည်ရှိသောတထေးမယား၏ငိုတံကိုကြား၍ဇယသို့ဝင်၍မိမိ၏သခင်တို့ကိုမြင်၍ခြေတို့၌ဝှေ့၍ငိုလျက်သခင်တို့ဤရက်သို့အဘယ်အချိုးငါလာကြကုန်သနည်းဟုမေး၏တထေးသည်အလုံးစုံသောအကြောင်းကိုကြား၏အမှုလုပ်ကျွန်သည်သခင်တို့ဤသို့ဖြစ်စေမကြံကြကုန်လင့်ဟုနှစ်ယောက်ကုန်သောသူတို့ကိုနှစ်သိမ့်စေ၍မိမိအိမ်သို့ဆောင်၍နံ့သာရည်ဖြင့်ရေချိုးစေ၍စားစေ၍သင်တို့၏သခင်တို့သည်လာကြကုန်၏ဟုတွင်သောသူတို့ကိုလည်းစီဝေးစေ၍2 ရက် 3 ရက်ကိုလွန်စေ၍ခတ်သိမ်းကုန်သောကျွန်တို့ကိုယူ၍မင်းရင်ပြင်သို့သွား၍ဟစ်ကြွေးခြင်းကိုပြု၏မင်းသည်လည်းထိုသူတို့ကိုခေါ်စေ၍ဤဟစ်ကြွေးခြင်းသည်အဒိုနည်းဟုမေး၏ထိုကျွန်တို့သည်လည်းအလုံးစုံသောအကြောင်းကိုမင်းအားကြားကုန်၏မင်းသည်ထိုကျွန်တို့၏စကားကိုကြားလျင်2 ယောက်ကုန်သောတထေးတို့ကိုခေါ်စေ၍သင်္ခတထေးကိုတထေးကြီးသင်သည်ပိလိယတထေးအားဂရေ40သောဥစ္စာတို့ကိုပေးတတ်ဟုသည်မှန်သလောဟုမေး၏မြတ်တော်မင်းကြီးမှန်ပါ၏အကျွန်ုပ်ကိုကြံ၍ရာဇဂိုပြည်သို့လာသောအကျွန်ုပ်၏အဆွေခင်မွန်းဖြစ်သောတထေးအားတတ်ဥစ္စာကိုသာပေးအပ်သည်မဟုတ်သေးအလုံးစုံသောအသက်ရှိသောစီစဉ်အသက်မရှိသောစီစဉ်ကိုနှစ်စုတို့ကိုပြု၍ညီများသောအဖို့ကိုပေး၏ဟုလျှောက်၏မင်းသည်ထိုသင်္ခတထေးဆိုသောစကားသည်မှန်သလောဟုပိလိယတထေးကိုမေး၏အရှင်မင်းကြီးမှန်ပေ၏ဟုဆို၏သင်ကိုလင်ကြံ၍လာသောသင်္ခတထေးအားသင်သည်ပြုအပ်သောတစုံတစ်ခုသောပူဇော်ခြင်းသည်၎င်းမျက်နှိုးခြင်းသည်၎င်းရှိသလောဟုမေး၏ထိုပိလိယတထေးသည်စိတ်နေ၏
တင်းသည်ထိုသင်္ခတထေဤပစိုးစွန်း၌ထဲ၍ပေးအပ်သောတတုံပမျှသောဖွဲသည်ရှိသလောဟုမေး၏ထိုစကားကိုကြား၍စိတ်နေသည်သာလျှင်ဖြစ်၏မင်းသည်အသို့ပြုအပ်သနည်းဟုအမတ်တို့နှင့်တကွတိုင်ပင်၍ထိုပိလိယတထေကိုရေရွတ်၍သွားကြကုန်ပိလိယတထေအိမ်၌အလုံးစုံသောစည်းစိမ်ကိုသင်္ခတထေအားပေးကြကုန်လောဟုဆို၏ဖျားလောင်းသည်မြတ်တော်မင်းကြီးအကျွန်ုပ်အားသူတစ်ပါးဥစ္စာဖြင့်အလိုမရှိအကျွန်ုပ်သည်ပေးအပ်သောဥစ္စာကိုသာလျှင်ပေးစေကုန်လောဟုဆို၏မင်းသည်ဖျားလောင်း၏ဥစ္စာကိုပေးစေ၏ဖျားလောင်းသည်အလုံးစုံသောမိမိသည်ပေးအပ်သောစည်းစိမ်ကိုရ၍ကျွန်းပေါင်းခြံရံလျက်ရာဇိုပြည်သို့လျင်သွား၍ဥစ္စာကိုဖြစ်စေ၍အလှအစရှိသောကောင်းမှုတို့ကိုပြု၍ကံအားလျော်စွာလာ၏ဇက်ပေါင်းမြတ်စွာဘုရားသည်ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ယခုအခါဒေဝဒတ်သည်ထိုအခါပိလိယတထေဖြစ်ဖူးပြီးယခုအခါငါဘုရားသည်လင်ထိုအခါသင်္ခတထေဖြစ်ဖူးပြီးဤသို့ဇက်ကိုပေါင်းတော်မူ၏ကျေးဇူးမတိလူတုံးတိဒန္ထိလေတော့တာရှေးဥစွာသောအတံပဒါနဇက်သည်ပြီး၏